Yo, alo mấy mình là ba. Thì nếu mà cho nó cả thì bọn nó khi này chắc sao biến là bị thế rồi. What chu trình cho lấy cho sao mà bà đấy, ý giống cho tôi này cho tôi phiếu trên này đi cô. Tên là lúc lấy gì đông này đi đông bị đó thế là ba mẹ. Vì nó cái chân thì cô lẽ đi bị đó thế là ba mẹ. Vì ngày yêu qua thì có vì mong là ông này khá cháu bọn nó là lấy đi bị đó tên thế là ba mẹ. Lý ra này bị rồi mà bây giờ bảo cho yên sĩ qua mà số rồi ba. Cái yên giống này nè cho nó qua tay thì này cho lý tông bị đó giá tàn này đấy. Để bị qua gì này nghe phiếu lại. Hiện nay này thì bị đó phiếu lại ba mẹ. အဓိကပြုတ်လိုက်တာကြတော့ကျွန်တော်ကြော်တဲ့ချိန်မှာအသားလေးကနုနုညံ့လေးနဲ့စားလို့ကောင်းနေအောင်အဆင်ပြေနေအောင်ပေါ့နော်ဒါလေးကတော့အသင့်ပြင်ဆင်ထားတဲ့ဒီကော်ဖီခါချက်ဦးချက်သွင်းချက်သွင်းဖြူရေပွားအစိမ်းအနီခရမ်းညင်သီးတို့လီးရတဲ့ဒါလေးပေါ့နော်ပြီးသွားရင်တော့ဒီဟာလေးနဲ့ထည့်ကြော်ပါပါကဲအခုဆိုရင်ဝတ်သားတွေကချက်ပြီဆိုတော့ဟာချက်လောင်းကဲလှိလိုက်ပါမယ်အနေတော့အတုံးလေးလှိပြီးသွားပြီဆိုရင်တော့ကဲချက်ပုတ်ပြုတ်ဖို့အတွက်ကိုကျွန်တော်ကစတင်ပြီးတော့လုပ်ပါမယ်အရင်ဆုံးနေနဲ့အိုးကိုမီးဖို့တင်ပါတယ်တင်ပြီးသွားရင်စီပူလာပြီဆိုတာနဲ့ကျွန်တော်ကစီပူမပူကိုလက်လေးနဲ့တစ်ချက်ဆန်းနေပြီးသွားရင်စီပူအုပ်ပူလာပြီဆိုတာနဲ့စီလေးတွေတစ်ချက်ထည့်လိုက်ပါမယ်ပြီးသွားရင်အိုးလေးကိုလည်းစီလေးနှံအောင်လိမ့်လိုက်ပါမယ်ဟုတ်ကဲ့ပြီးပြီဆိုရင်တော့ကျွတ်သွန်မျိုးကျွတ်သွန်နီးလီးရတဲ့ဟာလေးကိုချက်ထည့်ပြီးတော့အနှဲငယ်ကြော်ပါမယ်မှုေးလာရဲဆိုတော့လောက်ထိပဲကြော်ပါပဲဘာလို့လဲဆိုတော့ကျွတ်သွန်နဲ့အရန်ချက်သွားဖို့မလိုပါဘူးပြီးပြီဆိုရင်တော့ခုနကကျွန်တော်အသင်ပြုတ်ပြီးလီးရတဲ့ဝတ်သားလေးကိုထည့်ပြီးတော့အနှဲငယ်ကြော်ပါမယ်မီးလေးကိုလိုလိုချိန်ပြီးတော့ကြော်ပါမယ်အရန်ပြင်းရင်လည်းမကောင်းအရန်ပြော့ရင်လည်းမီးအရန်နေရင်လည်းအသားတွေကတိတ်စားမကောင်းမှနေပါဆိုပြီးတော့အတင်ပြီးကော်ဖီလေးထည့်ပါတယ်အရင်ဆုံးချက်ဖို့ခက်တဲ့အသီးနှံနေချင်းထည့်ပါတယ်ပြီးတော့အရသာလိုနေတဲ့စားနဲ့အချိုမုတ်ကိုလိုတလောက်လေးထည့်ပါတယ်ပြီးရင်တော့ကျွန်တော်ခုနထည့်ထားတဲ့ပြုတ်ထားတဲ့ဝက်ပြုတ်ရည်ဒီအနေငယ်ကိုလည်းဆန်းလိုက်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်ကဒီမှာမုံလာဦးနေပြီးသွားရင်ငရုတ်ပွားအစိမ်းအနေနဲ့ခင်းကျင်လေးအကုန်လုံးကိုရောထည့်လိုက်ပါတယ်ပြီးသွားရင်ဆိုတော့တစ်ချက်အနေငယ်ကြော့ပါမယ်ပြီးတော့ဒါလေးကတော့ပန်းကမြိုင်အကျဲလေးပေါ့နော်ပန်းကမြိုင်အကျဲလေးအနေငယ်ထည့်တယ်ဒါလေးကတော့ QC ပေါ့နော် QC ကိုလည်းလိုတလောက်လေးထည့်လိုက်ပါတယ်ပြီးရင်လည်းငယ်ပြန်ပြီးထပ်ကြော်ပါမယ်ဒါလေးကတော့တကြားနဲ့ထည့်လိုက်တာပေါ့နော်ကျွန်တော်ကအချိုအနေနဲ့တကြားကိုသုံးပါတယ်ပြီးဆိုရင်တော့ကျွန်တော်အုပ်လေးခဏအုပ်ပြီးတော့ထားလိုက်ပါမယ်ပြီးဝက်ပြုတ်ရည်လေးနဲ့လေးထည့်ပါမယ်အရသာလည်းဝင်အောင်အရည်လေးနဲ့လည်းဖြစ်သွားအောင်ဆိုပြီးတော့ခဏနေပြီဆိုရင်တော့ကျွန်တော်ကဒီမှာအချင်ဆော့အနေနဲ့ငရုတ်သီးဆော့ပေါ့နော်ချီတီဆော့ကိုနည်းနည်းလေးထည့်ပြီးလိုက်ပါမယ်ဒီကချီတီဆော့ကိုထည့်ရတဲ့အကြောင်းရင်းကအချိုးရောအချင်ရောအဆက်ကောပါပါအောင်ပါပြီးတော့လည်းငယ်မွေးပါမယ်မွေးပြီးသွားရင်တော့ထုံးစံနာမည်ပြန်ပြီးတော့ဖုန်းလေးပုတ်ထားပြီးတော့ချက်တီတီခဏစောင့်ပါမယ်ကဲအခုဆိုရင်တော့ချက်လူစစဲတော့ဖြစ်နေပါပြီအရသာလေးမြည်ကြည့်တာလည်းအတော်ပဲဆိုတော့ခဏလေးတော့ချပါတော့မယ်ကဲချကန်နေကြရင်တော့ဒီငရုတ်ကောင်းလေးကိုပွေးသွားအောင်နည်းနည်းလေးအပေါ်ကနေပြီးအုပ်ပါမယ်
တနန်ကိုဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြော်ရတဲ့ဝက်ချိုချင်ကြော်လေးရပါပြီခင်ဗျာခဏနေတော့ထမင်းလေးနဲ့ဟိုကဆွဲလိုက်ပါအောင်မယ်ဟျူအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်စားပြပေးပါမယ်ဟင်းတွေကတော့ကျွန်တော်ကိုယ်တိုင်ချက်ထားတယ်ပေါ့နော်ဒီဟင်းတွေစားရရမ်းကြီးငွေတွေဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ဒီဝက်ချိုချင်ကြော်လေးပေါ့နော်ဝက်ချိုချင်ကြော်လေးနဲ့ဒီကဝက်ပြုတ်ကြီးပေါ့နော်ဝက်ပြုတ်ကြီးတွေနဲ့ဝက်ပြုတ်ကြီးဟင်းလုပ်ထားတာပေါ့နော်အဲ့ဒီနဲ့စားမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကိုယ်တိုင်ကြော်ထားတဲ့ဝက်ချိုကြော်လေးနဲ့ဆွဲပါတော့မယ်ကျွန်တော်ကိုယ်တိုင်ကြော်ထားတဲ့ဝက်ချိုချင်နဲ့ဆွဲပါတော့မယ်ကဲစားကြပါဦးဖြတ်ကြော်ပဲရလားဟုတ်တော့တော်လိုက်မှမထင်သားခဲ့ဘလဲစားလိုက်ပါဦးမယ်ဟုတ်တယ်ဆိုင်မှာကြော်နေတာဝယ်ထားနေရပြီပဲအိမ်မှာဝါသားကြော်ရမှဆက်စားဖြစ်တယ်ဈေးသွားရင်လည်းဝါသားဝယ်ဖြစ်တယ်ဆိုတော့ဒါပေမဲ့ဝါသားအမြဲဟင်းနေပဲဆက်စားတယ်ဆိုပြင်းလာဟိုတစ်ခါကလည်းဝါသားနဲ့အဲ့ဒီခွဲချမ်းနဲ့အကျွတ်ကြော်သေးတယ်ဒါပေမဲ့ပြင်းနေရောဒီမျိုးလေးစမ်းဝအောင်ဆိုပြီးဒီလိုလေးတစ်ချက်ဆက်စားကြည့်မစိုးဘူးကောင်းတယ်ရမ်းမိုက်တယ်စားလိုက်အောင်ပြောမယ်ဆိုရင်ဒါ weekend special ပေါ့နော် Sunday ရဲ့အကောင်းဆုံးဟင်းရတစ်ခွက်မိုက်ဟိုဟိုပွားလေးရတယ် share ပဲစားလိုက်ပါဝတ်ကိုစား shareအဲ့လိုဟင်းတောက်လို့ဇီးဆိုမြည်နေကောင်းခောက်ခံယူကြည့်နေတယ်ပဲသားဘယ်ကဘလဘလမြည်နေကောင်းခောက်ခံမဟုတ်လဲတော့မသိအကျင့်ပါလေဘာလို့တော်ကောင်းတာဗျာတော့ကိုခိုင်းတော့ကြော်စားဘူးလေဒါပေမဲ့ဒီတော့မကောင်းလက်တော့တက်လာဘယ်လိုလဲသမင်းကဖွင့်ကောင်းမှမသိဟုတ်လဲဒါမဲ့အဲ့ကြော်ရဒီကုန်းမောင်ကြော်လို့ချိုချင်ကြော်တော့ပူပူလေးစားပိုကောင်းဒီကွာတိတ်မကောင်းတော့ကျွန်တော်ပူပူလေးပဲချပြီးစားပဲဒီဘက်လည်းစားပါပဲလက်စားဘာမို့
ပုံစံလေးတော့မှမလဲစားဘူးโอ้ဟင်းခွက်တိုင်းမှာသူ့လိုပဲလို့ဆိုတော့ချိတ်ချက်တဲ့လူရဲ့ဆရာကြီးတော့မဟုတ်ဒါပေမဲ့သူကသူအဲ့လိုမျိုးတစ်ခုခုကွာထဲလိုက်တာတော့ကိုန်းလိုက်တာလို့ရှိကျွန်တော်လည်းဒီဟင်းထဲမှာလည်းကိုန်းအထိုင်းမှာပြောဘူးပေါ့နော်ချက်ပြတဲ့ဗီဒီယိုထဲမှာလည်းမထည့်တာဟုတ်တယ်ဟုတ်ဒါရင်းရရဟာဒီနေ့ဗီဒီယိုလေးကတော့တော့ပါပဲเนาะနောက်နေ့ဗီဒီယိုမှာလည်းကျွန်တော်ကဘာတွေချက်ပြီးဘယ်လိုစားပြသွားမယ်ဘယ်သွားမယ်ဘာတွေလုပ်မယ်ဆိုတဲ့ဟာလေးကိုစိုက်ပြီးတင်ပေးမှာမဟုတ်လို့ကျွန်တော်ရဲ့ဒီပေါ့နော်ဗီဒီယိုလေးကိုရောကျွန်တော်ရဲ့ YouTube channel တို့ page တို့ကိုလည်း like and subscribe လေးလုပ်ပြီးတော့ reel လေးပေးပြီးတော့အားပေးကြပါအောင်တောင်းဆိုချင်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုး reel တွေရမှဘယ်လိုပြောမလဲအားပေးရလို့ရှိမှဆက်ပြီးဒီ video တွေလောက်ရတာ sorry ဒီ video တွေလောက်ရအားဖို့ရှိပါဘောเนาะအဲဒါကြောင့်အားပေးကြပါအောင်တောင်းဆိုချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။